လူတယောက်ဟာတနက်အကြီးစားမင်းနီကန်တလက်နဲ့ယုံကလေးတစ်ကောင်ကိုလိုက်လံအမဲလိုက်နေပြီးရုတ်တရက်ထောင်ချောက်တစ်ခုဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်မူဆိုးတစ်ယောက်ထပ်ရောက်လာပြီးသူလဲထောင်ချောက်တစ်ခုထပ်ဆင်ပြန်ရောယုံကလေးကတော့အဲ့ဒီထောင်ချောက်တစ်ခုလုံးကိုရိပ်မိနေတာပေါ့။ဒါပေမဲ့နှာခေါင်းကြီးနဲ့ပထမမူဆိုးကမုံလာဦးနီတူထုတ်ပြီးညှားလိုက်တဲ့အခါမှာတော့ယုံကလေးစိတ်ဝင်စားသွားပါတယ်။ဒါကိုဒုတိယမူဆိုးကသတိထားမိသွားပြီးမြေကြီးထဲကနေပေါင်20လောက်လေးတဲ့မုံလာဦးနီအကြီးကြီးတူဆွဲနှုတ်ပြီးပြိုင်လိုက်ပြန်တယ်။ယုံကလေးလဲပို့ပြီးစိတ်လှုပ်ရှားသွားတာပေါ့။ဒီအတိုင်းဆိုအရှုံးပေးရတော့မယ်ဆိုပြီးဒုတိယမူဆိုးကလည်းမခံချင်စိတ်နဲ့သူ့ကြောဘိုးအိတ်ထဲကနေမုံလာဦးနီအလုံးပေါင်း9သိန်းလောက်ကိုတွန်ချလိုက်ပါတော့တယ်။အဲ့ဒီမှာကောင်းပွိုင်အုပ်ထုံနဲ့ပထမမူဆိုးကလည်းအားကြမခံသူ့ရဲ့ထရက်ကားကြီးမောင်းလာပြီးမုံလာဦးနီအလုံးပေါင်းတန်းကိုမြေကြီးပေါ်ပုံချလိုက်ပြန်ရောယုံကလေးခါများဘယ်ဘက်ကိုသွားရမလဲစိတ်လှုပ်ရှားနေတော့မှာပဲနှာခေါင်းကြီးနဲ့မုံဆိုးကမုံလာဦးနီကိတ်မုတ်တလုံးဖုတ်ပြီးညှားလိုက်တဲ့အခါယုံကလေးစိတ်ကူးပြောင်းသွားပြန်ပါတယ်ဒါပေမဲ့ကောင်းပိုင်ကလည်းအရှုံးမပေးပဲဂျိုသားတွေကိုအကူအညီလန်းတောင်းပြီးတစားကြော်လာလုံးမှာအကြီးဆုံးဖြစ်မဲ့မုံလာဦးနီကြီးကိုရင်ပြန်နဲ့တဲခိုင်းလိုက်ပါတော့တယ်ဒီအခြေအနေကိုနှာခေါင်းကြီးနဲ့မူဆိုးကဒေါသတကြီးနဲ့ကောင်းပွိုင်စီကိုမုံလာဦးနီတဦးနဲ့လှမ်းပေါက်လိုက်ပေမဲ့ကောင်းပွိုင်ကဖမ်းမိသွားပြီးသူ့နှာခေါင်းထဲကိုပဲပြန်ပစ်ထည့်လိုက်ပါတယ်အဲ့ဒီမှာတဲ့နှာခေါင်းကြီးနဲ့မူဆိုးလည်းနောက်ကိုဆုပ်လိုက်ပြီးမုံလာဦးနီပြစ်တဲ့စိန်ပြောင်းကိုထုတ်ပါလေရောကောင်းပွိုင်ကလည်းမညံ့ပါဘူးမုံလာဦးနီပြစ်တဲ့စက်တနက်ကြီးထုတ်ပြီးပြန်ခုခံပါတယ်သူတို့နှစ်ယောက်အပြန်အလှန်မုံလာဦးနီတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေကြတော့ယုံကလေးကတော့သူတို့နောက်ွယ်မှာပုံနေတဲ့မုံလာဦးနီပုံကြီးကိုအရသာရှိစားတောက်ပြီးပျော်နေတာပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်လင်းယုံငှက်တကောင်ဝဲပြန်ဆင်းလာပြီးယုံကလေးကိုကောက်ချီပြီးစားပစ်လိုက်ပါတော့တယ်